trader တယောက်အတွက်အကောင်းဆုံး strategy ကိုပိုင်ဆိုင်ထားတဲ့ဆိုရင်တောင်မှတကယ့်စစ်မြေပြင်ကဈေးကွက်မှာမဟုတ်ပဲကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတတ်ပါတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကဆုံးဖြတ်ချက်တွေကိုလမ်းလွဲသွားစေတဲ့အခါဘာလို့တင်လဲအဖြေကတော့ FDMO performance coaching မှာရှိနေနိုင်ပါတယ်အဲ့တော့ဒီ coaching က trader တွေအတွက်မမြင်နိုင်မဲ့အားသာချက်တခုဘလို့ဖြစ်လာစေတယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်ဒီစကားက trader တိုင်းရဲ့ယင်ဟက်ကိုတော်တော်လေးထိမှန်စေမှာပါနိုင်တဲ့ trade တစ်ခုကိုအမျက်လောဘကြောင့်စောပြီးပိတ်လိုက်တာမျိုးရှုံးနေတဲ့ trade ကိုတော့ပြန်တက်လာမှာပါဆိုတော့မျောလင့်ချက်လေးနဲ့စက်ကင်ထားမိတာမျိုးပေါ့ဒါတွေအားလုံးကဈေးကွက်ကြောင့်မဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်တိုက်ပွဲကြောင့်ဖြစ်လာတာပါဟုတ်ပြီဒီလိုဆိုရင်အဲ့ဒီအတွင်းစိတ်တိုက်ပွဲကိုအနိုင်ယူဖို့ဘယ်ကနေစရမလဲအဖြေကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုတေးသေးကြကြနားလည်ပြီးထိန်းချုပ်နိုင်စွမ်းရှိဖို့ကနေစတာပါပဲကဲအဲ့ဒီအရေးတွေကိုဘယ်လိုတီဆောက်ကြမလဲကြည့်ကြရအောင်ပရမဇွန်အနေနဲ့ပြဿနာရဲ့အရင်အမြစ်ကိုတစ်ချော့ကြည့်ကြရအောင် trader ကြောင့်ရဲ့အောင်မြင်မှုကိုတိတ်တဆိတ်ဖျက်ဆီးနေလေအဲ့ဒီစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကတကယ်တမ်းကျတော့ဘာတွေဖြစ်မလဲဘလောက်ပဲကောင်းတဲ့ trading plan ရှိနေပါစေဒီစိတ်ခံစားချက်တွေကဝင်လာတတ်တာမျိုးပဲဥပမာကြောက်စိတ်ကြောင့်အခွင့်အရေးကောင်းတစ်ခုကိုလက်လွတ်လိုက်ရတာမျိုးဒါမှမဟုတ်စက်တိုက်နိုင်လာတော့ငါတော်တော်နေပြီဆိုပြီးယုံကြည်မှုလွန်ခဲ့ပြီးစီကံဖောက် trick ကြီးကြီးတွေလုံးမိတာမျိုးပေါ့အဆုံးကတော့ဒီစိတ်တွေကပဲကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုလမ်းလွဲသွားစေတာပေါ့ကဲဒီလိုစိတ်ပိုင်းဆိုင်ရာတားဆီးတွေကိုကြော်လွှားဖို့အတွက်ကိုပဲအထူးဒီဇိုင်းထုတ်ထားတဲ့နီလန်တစ်ခုရှိပါတယ်အဲ့ဒါကတော့ performance coaching ပါပဲဆိုတော့ဒါကဘယ်လိုလုပ်လဲဘယ်သူတွေကလမ်းညွှန်ပေးတာလဲဆိုတာကိုအခုပဲအသေးစိတ်လေ့လာကြည့်လိုက်ကြအောင်တကူတော့ရှင်းရှင်းလင်းပြီးထားဖို့လိုပါတယ် FTMO performance coaching ဆိုတာကဟိုဝယ်ပါတရားရောင်းပါလို့ပြောတဲ့ငွေကြေးအကြံပေးဝန်ဆောင်မှုမျိုးလုံးဝမဟုတ်ပါဘူးเนาะဒါက trader တယောက်အနေနဲ့ကိုယ်စိတ်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုနားလည်ပြီးပိုကောင်းအောင်ပြုပြင်ဖို့ကစိတ်ပညာရှင်တွေနဲ့တယောက်ချင်းတီးကျန့်ဆွေးနွေးတိုင်ပင်တဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်ကိုချ်တယောက်ရဲ့အခန်းကဏ္ဍကိုရှင်းရှင်းလင်းလင်းနားလည်ထားဖို့ကတော်တော်လေးအရေးကြီးပါတယ်သူတို့ကဘာကို trade ရမလဲလို့ပြောမိသူတွေမဟုတ်ပါဘူးသူတို့ရဲ့အဓိကတာဝန်က trade လုပ်နေလေချိန်မှာကိုယ်စိတ်ကိုဘယ်လိုထိန်းချုပ်မလဲကိုယ့်ရဲ့အားသာချက်တွေအားနည်းချက်တွေကိုဘယ်လိုနားလည်အောင်လုပ်မလဲဆိုတာကိုလမ်းညွှန်ပေးဖို့တက်ပါပဲဒီ coaching session တွေကနေဘာတွေကိုမျှော်လင့်နိုင်မလဲဆိုတော့အဓိကတော့ကိုယ်စိတ်ကိုထိန်းချုပ်နိုင်စွမ်းမြင့်မားလာဖို့ပါပဲဥပမာကိုယ့်ကိုအများအားအရှုံးပဲရောက်စေတဲ့ငါတော့မလုံနိုင်တော့ပါဘူးဆိုတဲ့အတွေးမျိုးကိုဖော်ထုတ်ပြီးပြုပြင်နိုင်လာမယ်နောက်ဆုံးမှာတော့စီကန်းရှိ trade လုပ်နိုင်ဖို့အတွက်ခိုင်မာတဲ့အလေးချင်းကောင်းတွေဖို့တရှင်းချင်းရှိတီးဆော့သွားနိုင်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုတကယ် coaching session တကူမှာဘာတွေလုပ်ကြလဲတစ်ဆင့်ချင်းစီလေ့လာကြည့်ကြရအောင် session တစ်ခုကတော့ပုံမှန်အားဖြင့်တနားရီလောက်ကြာပြီး Google Meet ကနေတယောက်ချင်းတီးတန့်လောက်တာပါဒါပေမဲ့ဒီမှာအရေးကြီးဆုံးအချက်တော့ session တွေကို14ရက်တစ်ကြိမ်လောက်တည်ဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့အဲ့ဒီတနားရီစာဆွေးနွေးမှုထက်အဲ့ဒီကြားတဲ့ကနှစ်ပတ်အတွင်းမှာတင်ယူခဲ့တာတွေကိုလက်တွေ့ပြန်ပြီးအတုံးချဖို့ကပိုပြီးတော့အရေးကြီးနေလို့ပါပဲ။ session တစ်ခုလုံးကိုရှင်းလင်းတဲ့အဆင့်၄ဆင့်နဲ့တီးဆောက်ထားတာအရင်ဆုံးကိုယ့်ရဲ့ရည်မှန်းချက်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတတ်မှတ်မယ်ပြီးရင်တော့ coach နဲ့တူကိုယ့်ရဲ့ trading အဖြူမှုတွေရဲ့နောက်ွယ်ကပုံစံတွေကိုဖော်ထုတ်ကြမယ်အဲ့ဒီကနေတစ်ဆင့်အမြင်တွေ့တွေရလာပြီးတော့နောက်ဆုံးမှာတော့နောက် session မတိုင်ခင်မှာလက်တွေ့ကျင့်သုံးဖို့အတွက်ရှင်းရှင်းလင်းလင်းလှုပ်ဆောင်ရမယ့်အစီအစဉ်တွေနဲ့အဆုံးသတ်မှာဒါကတော့ coaching ရဲ့အဖြေကအကြောင်းဆုံးနေရာမှာလို့ပြောလို့ရပါတယ် coach ကအဖြေတွေကိုအဆင့်တင်ပေးမှာမဟုတ်ပါဘူးဒါကတော့ trader ကိုယ်တိုင်ကတက်ကြွပါဝင်ပြီးတော့ကိုယ့်အဖြေကိုရှာတဲ့ပူးပေါင်းလို့ဆောင်မှုတစ်ခုပါကိုယ်တိုင်ပါဝင်မှုမရှိရင်တိုးတက်မှုဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး coaching ရဲ့တကယ်အစွမ်းက session အတွင်းမှာပဲရှိတာမဟုတ်ပါဘူးအန်ဩစရာကောင်းတာကတကယ်အတွင်းကိုပြောင်းမှုက session ပြီးသွားတဲ့အချိန်ဒီမှာမှတကယ်တမ်းစတင်တာပါဒီမှာစေဝန်စားစရာအကောင်းဆုံးအချက်တစ်ခုကိုပြောပြခြင်းပါတယ်တကယ်တိုးတက်မှုတကယ်ပြောင်းလဲကအဲ့ဒီတနားရီကြာ session တို့မှာဖြစ်လာတာမဟုတ်ပါဘူးအဲ့ဒါက session တွေချားတဲ့ကအချိန်ဒီမှာဖြစ်လာတာပါဆွေးနွေးခဲ့တဲ့အချက်တွေကိုလက်တွေ့ဘဝမှာပြန်လေ့ကျင့်တယ်အသုံးချတယ်အဲ့ဒီအခါမှာမှစိတ်နေစိတ်ထားကတကယ်တမ်းပြောင်းလဲလာတာပါဒါ gym သွားတာနဲ့တော်လေးကိုတူပါတယ်တရက်တည်း gym ဆော့လိုက်ရုံနဲ့တော့ six pack ချက်ထွက်မလာပါဘူးเนาะစိတ်ပိုင်းဆိုင်ရာအကြံခိုင်းမှုကလည်းအတူတူပါပဲတသမတ်ထဲလေ့ကျင့်နေမှာပါတကယ်ကိုခိုင်မာတဲ့စိတ်ဓာတ်ကိုတီးဆောင်နိုင်မှာပါကဲဒီလိုမျိုးစစ်ဆက်မပြတ်စ조사အားထုတ်မှုရဲ့နောက်ဆုံးရလက်ကဘာဖြစ်လာမလဲအောင်မြင်တဲ့ trader တယောက်ရဲ့စိတ်ဓာတ်ကိုဘယ်လိုမျိုးတီးဆော့သွားနိုင်မလဲဆိုတာကိုကြည့်လိုက်ကြအောင်အချိန်နဲ့အများရရှိလာမယ့်အကျိုးကျေးဇူးတွေကတော်တော်လေးရှင်းလင်းပါတယ်စိတ်ခံစားချက်တွေရဲ့လွှမ်းမိုးမှုကနေဖြည်းဖြည်းလွတ်မြောက်လာမယ်စီကံတာမှာအာယုံစူးစိုက်မှု
ပြီးတော့ယုံကြည်မှုတွေကကိုယ့်ရဲ့ trading ပုံစံအသစ်တည်လာပြီးတော့ trade တိုင်းကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ချင်းကပ်နေလာပါလိမ့်မယ် နောက်ဆုံးမှာတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားကပဲဈေးကွက်ထဲကတခြားသူတွေနဲ့ကွဲထွက်သွားစေမဲ့အကြီးမားဆုံးအားသာချက်ထစ်လာနိုင်ပါတယ်ဒါဟာ performance coaching ရဲ့တကယ်အဆုံးစွန်ပိုင်းတိုင်းပါပဲ ဒီတော့နောက်ဆုံးအနေနဲ့ trader တယောက်အနေနဲ့ကိုပြန်မေးကြည့်ရမယ်မေးခွန်းတစ်ခုရှိပါတယ်အခုလက်ရှိချိန်မှာကိုယ့်ရဲ့စိတ်နေစိတ်ထားကကိုယ့်ရဲ့အကြီးမားဆုံးအားသာချက်ဖြစ်နေပြီလားဒါမှမဟုတ်အကြီးမားဆုံးအားနည်းချက်အဖြစ်ရှိနေတော့ပဲလားဒီဖြစ်ကိုမူတည်ပြီးတော့ပဲရှေ့ဆက်ရမယ်လမ်းကြောင်းကိုဆုံးဖြတ်နိုင်မှာပါ